ညီကိုရီအားလုံးပဲမင်္ဂလာပါစပေါ့ဂီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလက်ရှိမှာဆိုရင် Chelsea အသင်းကို Ousmane Dembele ကပြောင်းလာနိုင်တယ်ဆိုတဲ့သတင်းတွေဒီ2026 February လလက်ရှိအချိန်မှာတကယ်ကိုပဲအားကောင်းနေပါတယ်ဒီတော့နောက်ဆုံးရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးပြောပြသွားခြင်းပါတယ်လက်ရှိအခြေအနေကိုပြောရမယ်ဆိုရင် PFG မှာ Dembele ကပြဿနာတက်နေပါတယ်ဒီ2025 Ballon d'Or ဆုရှင် Dembele ကလက်ရှိ PFG ကလပ်ရဲ့စာချုပ်တိတ်ကိစ္စမှာအဆင်မပြေဖြစ်နေပါတယ်ဘာလို့အဆင်မပြေဖြစ်နေရလဲဆိုတော့သူတောင်းဆိုထားတဲ့တပတ်လောက်ခပေါင်တစ်သန်းတနေ့ယူရိုတန်း60ကို PFG ဘက်ကညှင်းပယ်ထားသလိုနီးပြ Luis Enrique နဲ့ကလည်းဆက်ဆံရေးကတင်းမာနေရလို့သတင်းတွေထွက်ပေါ်နေပါတယ်ဟုတ်ပြီဒါ Dembele နဲ့ PFG ရဲ့လက်ရှိပြဿနာတက်နေတဲ့အခြေအနေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ Chelsea ကိုကန်လန်းလာတဲ့ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်သတင်းအရင်းမြစ်တချို့နဲ့ Chelsea Media ရဲ့ဖော်ပြချက်အရ Dembele ရဲ့ agent ကကျွန်တော်တို့ Chelsea အသင်းထံကိုတရားဝင်ဆက်သွယ်ပြီးတော့ကန်လန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဒီတော့အပြောင်းလဲဖြစ်နိုင်ခြေတစ်ချက်ရှိမရှိကိုကြည့်လိုက်အောင်ပါ Chelsea အသင်းကလူငယ်ကစားသမားတွေပဲဦးစားပေးခေါ်ယူလေးရှိတဲ့မူဝါဒရှိပေမဲ့ Dembele လိုကမ္ဘာအဆင့်ကစားသမားမျိုးကို Ballon d'Or ဆုရှင်ကစားသမားမျိုးကိုခေါ်ယူဖို့စိတ်ဝင်စားရှိနေတယ်လို့ဆိုပါတယ်ဒါလာမယ့်နေရာဒီပြောင်းရွှေ့မှာ transfer of the century တောင်ဖြစ်လာနိုင်တယ်လို့လည်းသတင်းချို့ကတင်စားထားပါတယ်။ Okay ဒါကတော့ဒီလက်ရှိဖြစ်ပေါ်နေတဲ့သတင်းတွေပေါ်မှာမူတည်ပြီးတော့ထွက်ပေါ်လာတဲ့သတင်းတွေကောလာဟာလာတွေဖြစ်တဲ့အတွက်တစ်ထစ်ထကြီးတော့ယုံကြည်ထားလို့မရပါဘူး။ Ousmane Dembele ကကျွန်တော် Chelsea အသင်းကိုရောက်လာတာမျိုးလည်းဖြစ်နိုင်တယ်လို့ရောက်မလာတာလည်းဖြစ်နိုင်ပါတယ်။ဒါကတော့တစ်ချက်စောင့်ကြည့်ရမယ့်ဟာပဲဖြစ်ပါတယ်။ဒီနွေရာသီပြောင်းရွှေ့မှာဘယ်လိုတွေဖြစ်သွားမလဲဆိုတော့တစ်ချက်စောင့်ကြည့်ရပါမယ်။ဘာဖြစ်ကျွန်တော်ကတော့ဒီ Dembele သာရောက်လာမယ်ဆိုရင်လည်းကျွန်တော် Chelsea ကစားကွက်နဲ့အဝင်မှုရှိမဲ့ကစားသမားမျိုးလို့တော့မြင်မိပါတယ်။ Leon Rosenior အနေနဲ့လည်းဒီလိုမျိုးဝါရင်တိုက်စစ်ကစားသမားတယောက်ကိုရမယ်ဆိုရင်တော့ပို့ပြီးတော့ Chelsea အသင်းရဲ့တိုက်စစ်ကတွက်လက်လာမယ်လို့လည်းမြင်မိပါတယ်။ဒါပေမဲ့အခုသတင်းတွေကကစားသမားဘက်ကကန်လန်းထားတဲ့အဆင့်မှာပဲရှိသေးပါတယ်။ Chelsea ဘက်ကတရားဝင်သဘောတူညီမှုရရှိကြောင်းခိုင်မာတဲ့သတင်းမျိုးတော့ထွက်မလာသေးပါဘူး။ဒီတော့တစ်ထစ်ထကြီးတော့ဘာမှယုံကြည်လို့မရဘူးလို့ပဲပြောချင်ပါတယ်။ Brother တော့ဒီ Ousmane Dembele အပေါ်မှာဘယ်လိုမြင်နေရှိကြလဲ။တကယ်လို့သူသာ Chelsea အသင်းကိုရောက်လာမယ်ဆိုရင်ဘယ်လိုတွေမျှော်လင့်ထားလဲဆိုတော့လေတစ်ချက် comment မှာမျှဝေပေးသွားလို့ရပါတယ်။စိတ်ပါဝင်စားလို့ဘောလုံးပွဲတွေကိုကောက်ဖောက်ဆော့ကစားခြင်းနဲ့ဆိုတော့ Viber Telegram ဖုန်းနံပါတ်3996898845သာဆက်သွယ်လိုက်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာ။ခုလိုမျိုးသုံးနေကြည့်ရှုသွားပေးညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်။